မင်္ဂလာပါကျွန်တော်ကတော့နေပြည်တော်ဇေယျတီတီမြို့နယ်စီပင်ကြီးအုပ်စုရွာတကြီးကျေးရွာတောင်သူဥယျာဉ်ဖြိုးနိုင်ဖြစ်ပါတယ်ကျွန်တော်မှာကိုဘိုဒါထွန်ဆက် M64 တစီးရယ်ကိုဘိုဒါရိတ်ဆက် G Pro 2စီးရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ကထွန်ရဲ့အချိန်မှာငှားရတာအဆင်မပြေလို့ဆိုပြီးတော့ကျွန်တော်ကဝယ်ပြစ်လိုက်တယ်ပြီးတော့မှရိတ်ချိန်ကြောတော့လဲတခါအစင်မပြေပြန်ရောမပြေတော့ကျွန်တော်လဲအဲ့ဒါနဲ့ G Pro ရိတ်ဆက်တစ်စီးဝယ်ဖြစ်တယ်ဝယ်ဖြစ်ပြီးတော့မှနောက်နှစ်မှာအလုံးလောက်ရတာကျွန်တော်အစင်ပြေတယ်ဆိုပြီးတော့မှကျွန်တော်ရွာကွင်းနဲ့ဆက်နေရမနိုင်လို့ဆိုပြီးကျွန်တော်နောက်ထပ်တစ်စီးကိုထပ်ပြီးတော့ဝယ်ဖြစ်တယ်ဝယ်ဖြစ်တော့ပြောရရင်တော့လုပ်ငန်းတွင်ကျဖို့အတွက်ဆိုပြီးတော့ကျွန်တော်ဝယ်ဖြစ်တာပါကိုဘိုဒါကိုဘာလို့ရွေးချယ်ဖြစ်တာလဲဆိုတော့အခြား brand အနေနဲ့ဒီ Cobra brand ကိုကျွန်တော်ကိုဘိုဒါ brand ကိုပိုကြိုက်လို့ကျွန်တော်ရွေးချယ်ဖြစ်တာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကပစ္စည်းဝယ်ရတာလဲအလုံးဝလွယ်ကူတယ်အဆင်ပြေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဘယ်ချိန်မဲဝယ်ကျွန်တော်တို့နားမှာလဲကိုဘိုဒါပစ္စည်းရောင်းတဲ့ဆိုင်ရာရှိနေတော့ကျွန်တော်အဲ့ဒါကြောင့်မလို့ကိုဘိုဒါကိုပဲရွေးမယ်ဒါပေမဲ့လို့သုံးရတဲ့အချိန်မှာလဲအရန်လဲတော်တော်ကြီးအဆင်ပြေတယ်ပြီးတော့စက်တွေကြသွားတဲ့အချိန်ကြလို့ရှိရင်လည်းဘလို့ပဲအတွက်ပြန်ရောင်းရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ရောင်းမယ်ဆိုရင်ဟို2010 စနစ်ကစက်တရားစားအယောင်းဝယ်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကကိုဘိုဒါကိုပဲရွေးတာကျွန်တော်ကကိုဘိုဒါ brand ကိုဘာဖြစ်လို့ရွေးချယ်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီလေကွင်းထဲမှာဆိုလို့ရှိရင်ကျန်တဲ့ဆက် brand တွေလာတယ်ကိုဘိုဒါလာတယ်ကျန်တဲ့ brand ဆို2စီး3မျိုးလောက်တွေလာကြတယ်ဒါပေမဲ့ကျွန်တော်တို့တွေပေါ့လိုက်ပြီးတော့တက်မောင်းကြည့်တယ်ပြောရလို့ရှိရင်ဟိုဘက်ကဆက်တွေလည်းမောင်းကြည့်တယ်ကျွန်တော်ကိုဘိုဒါကိုလည်းမောင်းကြည့်တယ်မောင်းကြည့်တဲ့အချိန်မှာကျွန်တော်ကိုဘိုဒါကိုမောင်းရတဲ့အရာတာကိုပိုကြိုက်တယ်သူ့ရဲ့အလုံးပုံတွေကိုပိုကြိုက်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကိုဘိုဒါကိုဝယ်ဖြစ်သွားတာကိုဘိုဒါကိုကျွန်တော်ကြိုက်သွားတာပေါ့တို့တောင်သူတွေကိုဆက်ဝယ်ဖို့ရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဆက်အရွေးမမားစေဖို့ကိုဘိုဒါကိုပဲရွေးချယ်သင့်ပါတယ်ကျွန်တော်လည်းကိုဘိုဒါကိုပဲရွေးချယ်ထားပါတယ်အဲ့ဒါကြောင့်မလို့တောင်သူဦးကြီးတို့အနေနဲ့ဆက်ဝယ်မယ်ဆိုရင်ကိုဘိုဒါကိုပဲရွေးချယ်သင့်ပါတယ်ကျွန်တော်တို့တောင်သူတွေလူမှုစီးပွားတိုးတက်စေဖို့ကိုဘိုဒါကိုပဲရွေးချယ်ကြပါစို့